Bomaro Lane Harabuza and Lane so any that magic play and Diploma importing Harabuza Cherokee Lane Temple play champion Peter Harabuza It's net and they want to read it. I do know Nelly. It's got to appropriate lightly than a door up at what Chicha. I don't have no, it's episode of my vlog เนาะကျွန်တော်ဒီနေ့ဟိုဟာ Ace နဲ့တော့တွေ့မလို့ရှိတယ်သူ Manly ရောက်နေတော့အဲ့တော့ကျွန်တော်လည်း Manly ရောက်လို့ရှိရင်ကျွန်တော်လည်း Manly လားဆိုတော့ကောင်းလေးအဲ့ခံနေတယ်အဲ့တော့ yes AC တော့လိုက်မယ်เนาะ okay ဟိုဟာတော့ Ace ကိုတော့ခေါ်လိုက်မယ်သူခေါ်တယ် let's see you guys okay guys so ခုလောကျွန်တော် yes ကာဝယ်ရောက်နေပေါ့เนาะ yes let's go and meet Ace guys you guys ready ဒါလည်းကျွန်တော်ရဲ့ပထမဆုံးချိန်ပဲပေါ့ Ace နဲ့တွေ့ပေါ့ so see you guys seatbelt first. Let's lock in. Let's go. Ace ကိုကြိုပြီးသွားပြီ တော်တို့ရဲ့ တော်ဆိုင် OPG ကOPG course ပြီးတော့နော်တကယ်လား course family course ဆိုတော့တို့ရဲ့ HD ပြပါတယ်တရုတ်ကြီးပေါ့လောကမေးလို့မရတဲ့အခိုက်တိုက်တယ်နော်လောကမှတ်တရကျွန်တော်တို့မှတ်တယ်ရားပြီပါ Lane Harabuza and Lane so any that magic play and Diploma importing Harabuza Cherokee Lane Temple play champion Peter Harabuza ကန်လာခေါ်ပေးရပါတော့ဒါအေးအဲ့တဲ့ပုံစံပဲကိုကအေးစားခြင်းနဲ့ဒီဆိုင်ကန်လိုက်ပို့ပေးရ Okay အားလုံးပဲဆက်လိုက်မှပြန်တွေ့ကြမယ်နော် Wow Australia Angus Ribeye ရသေးလား Australia က straight line တစ်မျိုးပဲရှိတယ် ဟုတ်လား Ribeye မရှိဘူးလားရဆက်တယ် straight line ရှိတယ် line ရှိ ဆက်တယ်ဗျာအခုဘောမှမရှိဘူး Ribeye ကျွန်တော်အရင်တစ်ခါတော့လည်းမရှိဘူး ကျွန်တော်ကြည့်ရနော်အခုနောက်ပိုင်းကန်ရတာ ကျွန်တော်ယူလာပေးမယ် S နဲ့မတွေ့ခင်တော့ပထမ S တိုင်းနဲ့သွားစား အဲ့ဒါ strip line တစ်ဝေးလာနော် ဟို S နဲ့သွားစားတယ် medium rare အဲ့တော့စားတစ်လိုင်းအောင်နော်အစားတစ်လိုင်းပဲရ အေးစားချက်စားပြန် bro ရဲ့ပထမဆုံးပြန်ဝဲရ Zurich ပဲဟုတ် အဲ့တော့ဘိုက်စားလာပြီ Zurich ပဲလေ I စား think ပြ ဟုတ်တယ်သူတို့ရှင်းမယ်တင် ဟုတ်တယ်အဲ့ပြန်ဝဲမှာကျွန်တော်လည်းပါတယ် bro ပါတယ်ကျွန်တော် qualify မပြုတ်ဘူးကျွန်တော်ကျောင်းအတငယ်ချင်းနေဆိုတော့ကျောင်းမှာတစ်ခါပြုတ်သွားအဲ့ပြုတ်သွားတော့အမှအဲ့လိုအဲ့ဒါပြီးတော့ဒီကနေ့ grind ရင်သွားပြန်ဝဲမှာရှုံးစိတ်ရကြပြီ ဇူးရခါတော့ပြန်ပြန်လာဇူးရအဲ့ဒီဆိုင်ငယ်ပြန်ဝဲဆော့တယ်ဟာဝေး ဇူးရင်းနဲ့ဟာဝေးပွဲရတာအိတ်မကွာ ဇူးရင်းဆိုတော့ ဘလောက် အဲ့တော့ကျွန်တော်မမီအေးဆိုအောင်ချက်မြန်ပြုတ်ဟုတ်တယ်ပါတွေ့လိုက် ဟာဝေးရင်ဆော့တာခင်ဗျာအတင်း ဟောဝေး အဲ အဲ့မှာချက်မြန်ပဲ ချက်မြန်ပဲအဲ့တော့အဲ့လိုအေးအဲ့လောက်ကြီးတိတ်ကျန်လေးပေါ့နော်ကျန်းစာစားဆော့ချင်းပဲရှိတယ်အဲ့တော့ကောမဟုတ်အေးတန်းဆော့တာ တန်းဆို ice နဲ့ပန်တာအဲ့နဲ့တူတာပေါ့တူတာတော့သူတော့ကောဆော့တာကစ်လေကောပဲအေးဆော့တာဆိုတော့ mass man နဲ့အေးအဲ့လိုလေကလေးဟီကိုဆော့ဥမာစလောင်း အဲ့တော့ဟိုရမ ခင်မမီ ရမအများနဲ့တွေ့နေတာ ပြန်ပွဲရောက်တော့မှာ လောင်းပရိုလို့အားတော့ဟာ ခဏပြီးမှ is တို့လည်းစီလောင်းလို့ပါဦးနဲ့စော်ရင်းနဲ့တက်လာ grind ဆိုတာလေဒီတိုင်းမှဆော့လိုက်ရပေါ့ ဖြစ်သွားဘူးလို့ပြောလို့မရဘူးစီလောင်းကင်နေတဲ့လူတွေလည်းနော် အဲ့တော့အေးကဟို ဟို player ဖြစ်လာနိုင်ပါတယ်စူးစားပါ အဲ့ဒါဖိုက်တာ ဒီရဲ့ favorite တွေမှာလို့ fighter တွေရောကောက်ခေါင်ပဲကောက်ခေါင်ပြတော့တယ်ဘယ်လိုဖြစ်လို့အေးဟိုဂိုးလေးမထွေးဘူး ဘိုးလည်းရှိပါလေဆို ကောလာအော်စီဘယ်လိုရောက်သွားလဲဆိုအေးကို carry နိုင်မယ်လို့လေကိုတင်မိတ်တွေအယုံကြည်ပြီးတော့ကိုကလည်းအဲ့လိုဆော့ပြီးဆိုအရင်နိုင်အောင်စိတ်ပြင်းထန်ပြီးနိုင်အောင်စိတ်ပြင်းထန်ပြီးတော့ကိုဆော့ပြီးဆိုနိုင်အောင်ဆော့မယ်အဲ့လိုမျိုးဆော့ပြီးတော့အေးကကြအဲ့လိုအပိုင် hero ဆိုရင်အဲ့ပိုင်တောက်ချောင်း ကြီးကတော့နိုင်လို့စိတ်ကတော့ပြင်းတယ် ကောင်းပါကောင်းကျွန်တော်လည်းအဲ့လိုတော့သဘောကျတယ်ဘာလို့ဆိုတော့အဲ့လိုလူတွေတော်များအဲ့လိုမျိုးမင်းမရှိရပဲသူတို့ထင်တာပြိုင်ပွဲမှာအဲ့လို
အေးဘူးရမ်းကျဲတာလို့ပြောတယ်တို့တော့လို့ရမ်းကောင်းနေတယ်ဒါပေမဲ့တန်ဝဲဆိုတာများလာတော့နောက်ဆုံးဘောင်နားလေလာတယ်ဆိုလို့အေးဘူးရမ်းကျဲတယ်မကောင်းဘူးလေဆိုတော့ရမ်းကျဲကြကိုပိုင်တခုမှမရှိတော့ကိုပိုင်ရတခုမှမရှိတော့အဲ့တော့နောက်ဆုံးဘယ်လိုဖြစ်လာလဲဆိုတော့ကျွန်တော်လည်းဟိုအိတ်ဆိုပြီးလာစတော့ကျွန်တော်လည်းအဲ့လိုဒီဝေကုံလျှောက်တော့ဒါပေမဲ့နောက်ကြဘယ်လိုပြလာဆိုဟီရို3-4កောင်လောက်ဘူးပဲအဲ့လိုလုံးဝအဲ့လို 100% focus ပြီးတော့ဆော့ရပါတယ်အဲ့ဒါမှပဲအဲ့လိုပြန်ပွဲမှာနည်းနည်းတိုးနိုင်တယ်အခုဆိုတိတ်မတိုးနိုင်ဘူးအဲ့လိုဟီရိုကုံလျှောက်တော့တိုင်းဟိုဟီရိုပစ်ဒီဟီရိုပစ်အဲ့လို age ပြောလို့မျိုးဟီရိုတစ်ကောင်3ကောင်လောက် trainer ဆိုတော့ပြန်ပွဲမှာကြာတယ်ကျွန်တော်အဲ့ဟီရို fast ဖြစ်ပြီးကျွန်တော် carry ပေးမယ်အဲ့လိုမျိုးပြောလို့ရကဲဘန်းခံရတဲ့ chance တွေတော်တော်နည်းတယ်နော်နောက်ပိုင်းဟုတ်တယ် လာသားတို့ကိုပြောချင်လဲဆိုတော့ pro player လိုက်ကိုတကယ်ဖိနေတဲ့လာသားတွေကဘာလဲဆိုဟီရိုအများကြီးရှော့ကင်နေစရာမလိုဘူးဗျာဒီလားသူတို့ ace တို့ကန်တို့ပြောသလိုပဲဟီရိုဟိုတကယ်ပိုင်နိုင်အော်အဲဟီရိုပေးကွာငါလုံးဝ carry နိုင်တယ်လုံးဝ carry တဲ့လုံးဝဟိုယုံကြည်မှုအပြည့်ရှိနိုင်မယ်ဟီရို3ကောင်ပဲထွေးတို့အများကြီးထွေးနေစရာမလိုရှော့ကင်နေစရာလည်းမလိုဘူးတကယ် pro player လိုက်ကိုသွားခြင်းတဲ့လူတွေကလို့ဟီရို3ကောင်ပဲပိုင်နိုင်ဒီဟီရိုရရင်မင်းလုံးဝနိုင်ပါတယ်ဆိုတော့စိတ်မျိုးရှိတဲ့ဟီရို3ကောင်ပဲထွေးအများကြီးရှော့မထွေးနဲ့ဒါပဲကျွန်တော်ဒီဗီဒီယို analyze ဒီဟိုစားလောက်တာ reaction လောက်တာဆိုတာအဲ့ဒီဘလို့ပြောတဲ့ပေါ့နော်စကားတွေမှာပညာရေးဆရာအများကြီးရှိရဲ့ဒီ pro player လိုက်ထွေးနေတဲ့ညီလေးတွေသားတို့အတွက်ပေါ့နော်အဲ့ဒါလေးကြောင့်ကျွန်တော်ကြည့်ပြတယ်ဒါစက်ကြည့်အဲ့တဲဘန်းလာကြောက်လေလူပြောမယ်ဟိုက bucket တွေပါရှင်းတော့အဆင်ပြေပါဥမာ ace ကဒီ main hero 3အောင်ကြည့်မယ် bucket တကောင်ဟိုဘာလို့ ace hero 3အောင်ဘန်းလိုက်ဆိုရင်ကျန်တဲ့ hero တွေလည်းသူများ hero တွေပွဲမှာတော့ကွာသိလားဒီလုံးဝပို့ပြီးတော့နည်းနည်းပို့ပြီးဆွဲပြအောင်အကောင်လဲအကောင်ကဒီ hero 3ကောင်ကျမ်းပါဆိုပြီးတော့3ကောင်လုံးဘန်းတာမျိုးတော့မရှိဘူးကွာအဲ့လိုအေးပြောတော့သဘောကျအဲ့ Bruce Lee ပြောတာရှားပါ3ကောင်လုံးဘန်းလို့ဆိုတာဟိုအဲ့ဟာလူတယောက်ကိုသူကအဲ့လိုအဲ့အချက်တစ်ထောင်ကန်နိုင်တာတဲ့အဲ့အဲ့အချက်တစ်မျိုးတည်းကိုဟာတစ်ထောင်လေးချင်ထားတဲ့သူကိုကြောက်လို့ကြောက်ဟုတ် yes ခါတစ်ထောင်ကန်နိုင်စရာမလိုဘူးအချက်တည်းနဲ့ထိရောက်ကန်နိုင်ရမယ်ကန်လဲဇူးရကနေဆော့တယ်နော်ပြီးတော့နားဝါမှာပြီးတော့မနာဘူး red ထိုင်ဆိုတယ် red ထိုင်နေတယ်ကျွန်တော် error ဟိုလောက်လာကန်လဲနော်ကစားတာဆိုးရတို့တွေ Huawei တို့ဝယ်ကြရသူចောင်းသားသူပေါ်လာနေဆော့ရဲဆိုတော့သူလည်းတော်တော်ကြာပြီဗျာတဲ့ဒါပေမဲ့ ace တို့ထွန်းတောက်နေတဲ့အချိန်ပေါ့နော်ဒီ Huawei မှာ champion ဆိုတော့ champion ဒီနောက်ပဲဒီဘက်ဟိုကျွန်တော်တို့ M1 ပေါ့နော်သူအဲ့လိုတောက်လျှောက်တွေသွားအလုံးပဲသူကအဲ့ခရေကသူကဆော့နေပြီဒါပေမဲ့ ace တို့ကသူတို့ထက်ပို့ပြီးတော့အဲ့ဒီမှာပို့ပြီးဆရာကြပါဗျာနည်း level တစ်ခုမှရှိနေပြီဆိုတော့ပုံစံမျိုးပဲအဲ့တော့လိုပဲဖြစ်ပါ ace ကိုအကြောင်းတက်နေရဆိုတော့အဲ့တော့ace ကဟိုဆိုတော့ကျွန်တော်မင်းတော့မစိုးကျွန်တော်ကျွန်တော်ကနက်နာရောက်ပြီမြဲဆိုတော့ပဲမနေ့ကျရင်အားကြရဆိုတော့6နာရီ9နာရီလောက်ထပ်ပြည်တိုင်းပြီးပေါ့ကန်ရဲ့အားကြရဆိုတဲ့ player တွေ ace ပါတော့ပေါ့နော်အဲ့တော့ကန်အောင်ပြန်သူဒီပြန်မတ်မိရဆိုတော့ပြန်မတ်မိတလောက်ပြန်ပြောမယ်အဲ့ဒီ MBS season 2လာမလို့အာရန်ခေါ်ပေးရမယ်ဟုတ်ရဲ့အမှ run ဆော့ပြီးတော့အာရန်ကအမှဒီတယောက်မဆိုကန်လာမလို့အဲ့မှာအစားတည်ရပါဘူးဟုတ်တယ်အဲ့တော့ကျွန်တော်လည်းအဲ့တော့ဟိုဟာ ASO အဲ့မှာစတွေ့အမှန်တော့ ASO မမိလား ASO run မှာတွေ့ ASO ကတော့ address ကိုင်ကျွန်တော်မမိဟုတ်လားဟုတ်တယ်ဟိုဟာ warren ဆိုတယ် idol warren ဆိုအဲ့တော့လို့ဒီ 5 man ဆိုတယ်ကျွန်တော်ကလည်း5 man ဆိုတယ်ကျွန်တော်တကယ်ချင်းပြောတော့တယ်ဒီမှာ ASO တွေ့ address ကိုင်နေ ASO ဟုတ်လားအမိရယ်သူက is ရဲ့ fan ပဲဟိုနော်မှတ်မိမှာပေါ့ ASO မှတ်မိတော့အဲ့တော့ကျွန်တော်ဟိုဟာတော့ border နဲ့ဆောင်းနေတာဗျာဟို A1 A2 ကိုတင် Kimi ကိုပဲဆောင်းတဲ့ကောင်အဲ့ကောင်လေးနဲ့ဆောင်းတယ်အဲ့ကောင်အဲ့တော့တို့ရဲ့ game တော့ A1 A2 နဲ့ချူလို့လေဟုတ်တယ်သူနဲ့အဲ့ကျွန်တော် ram push တဲ့ border ပေါ့ဗျာအမြဲညာတိုင်းဒီကောင်လေး Discord မှာအမြဲဆော့တယ်သူဒီကောင်လေးလည်းចောင်းသားတွေပဲဆိုတော့ကျွန်တော်ဟိုတခါစင်ကာပူသွားတော့တွေ့လိုက်ဒီကောင်သူ့အိမ်ကြီးပါလဲသွားလေအဲ့ဆိုအဲ့လိုတော်တော်ရင်းနှီးရတယ်သူနဲ့အဲ့တော့ကလည်း A1 A2 ကိုအရင်သဘောကျတော့သူ့မြန်မာခေါ်ပြီးတော့ဆော့သေးခြင်းနဲ့အစင်းလေးပါရောက်တယ်ပြီးတော့ဟုတ်တယ်သူ game ဆောင်ရန်သဘောကျရောကင်မီပါရောဆိုတော့ကင်မီဒီက game ဆောင်ပေါ့နော်သူထားတဲ့ game ဆောင်ရတယ်သွားလက်ခံပေးလေးရပေါ်တယောက်နေထားရှိတယ်အဲ့ကျွန်တော် inter သွားတော့ပေါ့ကျွန်တော်ရဲ့အဓိကအခက်ခဲရပါလဲဆိုအဲ့ top 4မကြော်နိုင်ဘူးဖြစ်နေတယ်အဲ့နားမှာတက်နေသူအဲ့ top 4 top 6အဲ့နားမှာရန်တက်နေဆိုတော့ဘယ်လိုဖြစ်နေလဲအဲ့နားကိုကြော်ဖို့ရန်ခက် AC ရတာAC ရပညာလာယူတာထမင်းကျွေးပြီးတော့ AC ရပညာလာယူရဲဆိုတဲ့သဘောပဲဟုတ်သူ
ဘာလို့တော့ဖို့မကြောတာလဲပါညာပေါ့ဆွေးနွေးရပေါ့ဗျာပညာလည်းယူရင်ဆွေးနွေးရဆိုတဲ့ပုံစံမျိုးပဲ အဲ့တော့ top 4ရောက် top 4 top 3ရောက်ဖို့အတွက်ကြော်ရ တော်တာတော့မရှုံးမနိုင် ကျွန်တော်လည်းတွေ့ရပဲဒါပေမဲ့ကျွန်တော်တို့မကြော်နိုင်ဘူးအေးဆိုတော့ကြော်နိုင်သွားတယ်ပေါ့အဲ့ဒါကြတော့ဘာလို့ထင်လဲကြီး ဟုတ်တင်လဲလို့ဒါပေမဲ့ bro အဲ့လိုမျိုးအဲ့ဒီ top 4 top 6လင်မရောက်ခင်ကျွန်တော်တို့ဆော့ခဲ့ဒီ inter ပွဲတော်တော်များတယ်လို့ပြောရအောင်အဲ့ပွဲကောင်လားဆိုတော့အရှုံးများတော့ top 4တော့မရောက်ဘူးအမင်း top 8လောက်မှပြုတ်သွားတယ်ပြုတ်သွားမယ်တော်တော်ကြာရဗျာဒါပေမဲ့အဲ့တော့မှဖြစ်သွားတာတကူကအေးစိတ်ကတီးရတကူကအေးတော့တင်းရလေသူများတင်းနေမတူတာဘယ်တော့မှ serious မဆော့ serious ဆိုတာ training မရှိအောင်ပြော အေး ကောင်တော့ individual နဲ့ဆော့တဲ့ player အဲ့လိုကန်အောင်လို့ လို့အရင်အားကြရလေးစားရဆိုတဲ့ OPG နော်ဒါတိုင်ပွဲလာဆော့သွားတာလို့ serious မရှိဘူးအိမ်နေမရှိဘူးဟောကြားတယ် okay ပေါ့ပါပဲလို့ဆော့သွားတယ်ကကောင်းလို့နိုင်ကကောင်းလို့နိုင် ဒီပေါ့နိုင်လို့နိုင်နေပေါ့လေနိုင်လို့လည်းအဲ့လိုဖြစ်နေတာဆိုမဲ့တင်း9ယောက်လုံးက9ယောက်လုံးရဲ့ full potential မရှိပါဘူး ဟောနားလေကျွန်တော်အဲ့တော့ဟိုနည်းနည်း စဉ်းစားကြည့်နော်ဒါသူတို့ training မရှိဘူးဒီတိုင်းပဲပေါ့ပါပဲ serious လည်းမထားဘဲနဲ့ဆော့လာတော့ဒီလိုအချိန်နေဒီလိုအဆင့်နေရောက်တာတကယ်အဲ့အချိန်တော့သူတို့ serious ထားပြီးတော့တကယ်ယူမှန်ကန် train တယ် training တွေပါနေဆိုလေဘယ်တော့အများရောက်မလဲမသိဘူးနော်ကျွန်တော်စဉ်းစားမိတာဒါ is ပြောသွားတဲ့ပုံစံတို့ဒီတိုင်းပို့ပါလေးပဲဆော့လာတယ်ပုံလေ level တော့မသိဘူး NBA လာရဗျာ regular season ဆို sprint တော့ဘာမှမလုပ် trade ဒီဆိုတာ အလေးရောက်မှထားတော့တပွဲရှုံးသွားခဲ့ပြီရှိရင်အဲ့ဒီတပွဲဘာကြောင့်ရှုံးသွားလဲလာပြီအကုန်လုံးက စီရမှုပဲပါ ကင်လာပြီအကြရင် responsibility ဒီ champion ရမှာဖြစ်မယ်ဆိုပြီးတော့အကြရင် play off ပြီးရင်တစ်ပတ်လားနှစ်ပတ်လားတင်နာလေပုံမယ်အဲ့ဒီနားတဲ့အချိန်မှာဆိုရင်လုံးဝ9ယောက်လုံးဝကန်ထဲကိုလုံးဝ lock in ဝင်မနက်9နာရီဆိုတော့9ယောက်လုံးဒီမှာဒီခံထဲကိုဝင်မယ်ပြီးရင်ဒီည9နာရီတောင်းချောင်းဆော့ပြီးတော့နောက်တစ်ခုကန်ကောင်းလာတော့အဲ့လိုပြန်ဝင်ဆော့ခါနေတာဘာကြောင့်လဲမသိအရင်တော့ဆိုအဲ့ဒီအေးတို့တောက်ချောက် train နော်14ရက်အတွင်း73ရက်မှာဘာမှ figure အောင်မဖြစ်ဒီတိုင်းပဲအရင်လောင်နေပါဘယ်လိုဆော့အောင်ဒီတိုင်းပဲဘယ်လိုဆော့အောင်လဲဒီတိုင်းပဲနောက်ဆုံးတရက်အဲ့ဒီ14ရက်ရောက်ပြီဆိုရင်အမြဲတမ်းမဟုတ်အမြဲတမ်းတစ်ခုမကုန်တစ်ခုထွက်လာအခုကတစ်ခု play sign တစ်ခုဒီ enemy တင်းကိုဘယ်လိုတော့ကပေးရမလဲဆိုရယ် play sign မျိုးတော့စဉ်းစားမိရပြီးတော့အဲ့ဒါကြီးကလည်းအလုံးဖြစ်တယ်ဆိုတော့အဲ့ဒီ flow ကိုပဲကိုရီးယား silent စမ်းတက်ထားဒီနေ့မှတွေ့သွားရဲဆိုတော့ကြောင့်ပြိုင်ပွဲမှာပဲ flow တစ်ခါလေးထုတ်ပြီးတော့အကျဉ်းဆုံးတင် ဟောကြားတယ် ဟိုတစ်ခါလေးထုတ်ဆိုသူတို့လည်းကိုရီးကို expert ဖြစ်သွားတဲ့အချိန်မှာကိုရီးယား flow ကောက်ချပြီးလောက်လိုက်တဲ့အချိန်မှာအလုံးဖြစ်တယ်ဆိုတော့ enemy ကလုံးဝမန်နေဂျာဝိုင်းပဲပြောအောင်မယ်အဲ့ဒါနဲ့ပဲကျွန်တော်တို့ break ပြီးတော့ NBA season တောင်းလျှောက်အဲ့လို champion ရလာခဲ့အမြဲတမ်း တကယ်သဘောကျတယ်ဒါလုံးဝတော့တို့အားဖြစ်ဖြစ်သူ့မှာဘလို့ပဲနိုင်မှုကအရေးကြီးတယ်ဒါပေမဲ့14ရက်ပဲ train တယ်နော်14ရက်ပဲ train တယ်အဲ့14ရက် train တော့13ရက်လောက်ကဘာလို့ရမှာမသိသေးဘူးဘာကင်လို့ကင်ရမှာမသိဘူးနော်ဒါနောက်ဆုံး1ရက်ကြာမှခိုင်ကောင်းတယ်သူ့မှာသူဘလို့တစ်ခုအသစ်ထွက်လာတယ်ငါတို့တော့က enemy ကိုဘလို့တော့ကပေးရမလဲဆိုတော့ကြံညံထွက်လာဒါနဲ့ပဲသူတို့ NBA တွေပါတယ်တိုင်ပွဲတောက်ချောက် tournament တောက်ချောက်ပို့ပြီးယူလာတယ်ဒီကွက်နော်ဟောင်လေးတို့စူးစားပါအတင်းထားဟောဒါမျိုး pro player ဖြစ်ချင်ဒါမျိုးစူးစားပါโอเค မထင်မှတ်ထားတဲ့ရအခုအဲ့လိုပဲပြောအောင်ပါပဲ ဟိုအဲ့ချက်ကကျွန်တော်အဲ့ပိုးပြီးတကယ်သဘောကျဘာလို့ဆိုတော့ဘလိုရာကြောင့်ဘယ်လိုပြောလဲဆိုတော့အဲ့လိုဟိုဘယ်သူမှ queue ဆိုင်ဘူးကြာသေးတယ်ကိုစော့ခြင်းနဲ့မျိုးကိုစော့ခြင်းနဲ့ပုံတယ်အဲ့လိုမျိုးရအောင်စော့ရတယ်ကြာသေးတယ်ခုကျွန်တော်ပြင်တွေ့ရပါမြန်မာသင်းတွေကအဲ့လိုပုံစံမျိုးသိမရှိတော့ဘူးအဲ့ဒါကြောင့်မို့လဲကျွန်တော်ထင်တော့ဒီ top 4 top 6ကိုဒီအဲ့ရနေကြောဖို့ကျွန်တော်ခက်ခဲနေတယ်ဆိုတာဘာလို့ဆိုတော့ကိုပိုင်လုံရဲကသိမရှိတော့ဘူးလား သူတို့လုံးဝဆော့ရဲတဲ့ဆိုတာလည်းပါတာသူတို့လုံးဝဒီ crop ဟော organization ပါညာ ရှောက်အဲ့တော့အဲ့လို ရှာပါညာအဲ့မရှိဘူး ဒီစလီနာကိုရတယ်ကိုယ့်ကို ငါတို့ဘာလုပ်နိုင်လဲဆိုတော့အရင်ပြတာပြပြီးသွားမှ organization income ပါလာဝယ်နာလား ခုကဘယ်လိုဖြစ်နေလဲဆိုတော့မြန်မာနိုင်ငံတင်းနေကုန်လုံးတော့တော်များအောင်ဘယ်လိုဖြစ်တော့ဟိုချမ်းနိုင်ငံတင်းတွေအရင်အားကိုးရပဲဒီသူတို့စီကတင်ယူမှရမယ်အဲ့လို သူတို့လွတ်လွတ်ဆော့ အဲ့လိုမိုင်းဆိုင်ဖြစ်အေးတို့ကကြောင့်သူတို့စီကတင်ယူကိုယ့်ကိုစော့ခြင်းနဲ့ပုံစံစော့ပြီးတော့ဒီကောင်တွေကိုအေးတို့ရဲ့ဂိမ်းနဲ့ခေါ်ပေါ့ကျွန်တော်ရဘယ်လိုဖြစ်လဲဆိုတော့ဒီကောင်တွေစော့ဟီရိုလိုက်စော့ဒီကောင်တွေဂိမ်းကို ရောသွားတယ် ဒီကောင်တွေဂိမ်းနဲ့ပါသွားတယ်အဲ့လိုဖြစ်နေရောနည်းနည်းချိုးပေါက်ခက်အဲ့ဒါကျွန်တော်ဘယ်လိုဖြစ်လဲဆိုတော့ E2 စီမှာလည်းဖြစ်တယ်ဗျာ E2 စီမှာတော့ဟိုကျွန်တော်တို့ဒီ
exclusive မှာကျွန်တော် trainer ရှိတယ် trainer ဘာရှိတယ်ဆိုတော့ကျွန်တော်ဘယ်သူမှအဲ့တော့ဘယ်သူမှမစော်ဘူးပဲအဲ့တော့ကျွန်တော်တိုင်မယ်လည်းတယ်တိုင်ရောတို့အားတို့အကွက်လေးပါလေးနည်းရှိဖို့လို့အဲ့တော့အားတို့ဒီပုံစံ train မယ်ငါတို့2 of lane ဆော့2 of lane ဆော့မယ်ဟိုငါတို့ Kimi Go lane တင်မှာငါတို့ Ligo အထောင်ဆော့မယ် Sky ပြတာတင်ခိုင်းမယ်ဒီမှာငါရီဆိုင်ချင်းဆော့မယ်ငါလမ်းဆော့မယ်အမှတို့2 of lane ပါရင်ဆော့ကြည့်လေးအဆင်ပြေတော့ screen မှာလည်းဆော့ကြည့်အဆင်ပြေပြီဒါပေမဲ့အဲ့လိုနိုင်ရရောက်သွားအချိန်မှာအဲ့လိုမျိုး screen တွေမှာနည်းနည်းရှုံးနေတဲ့အချိန်ဘာလို့လဲဆိုတော့အဲ့ဒါကိုယုံကြည်မှုရှိအောင်အဲ့ဒါကိုယုံကြည်မှုရှိပဲဆော့ရပဲသူများဆော့တဲ့ပုံစံမျိုးလိုက်ဆော့ပြီးတော့ဟိုလိုဘယ်လိုပြောမလဲအဲ့ top 6 top 8အဲ့အရာယူမကြော်နိုင်ဖြစ်အဲ့အရာယူမကြော်နိုင်ဖြစ် bro စိတ်ထဲမှာလည်းအဲ့ဒါကိုနည်းနည်းဆွဲနေလို့ထင်တယ်မေး 对呀， အဲ့ဒီ top 6ဆိုတာဟောအနာရောက်ပြီဆို pressure ရောက်လာပြီပုံမှန်အဲ့နေရာမရောက်သေး bro ကလုံးဝ free ရပြတယ်မဲ့အဲ့ဒီနေရာရောက်သွားရင်ငါဒီနေရာမှာပဲထက်ကြံခဲ့မလားဆိုပဲ bro fear ပေါ့အဲ့ဒါကြောင့်လည်း bro ဆွဲနေရတယ် လေ အဲ့ကိုကန်တာတော့ bro trauma ဟုတ်တယ် အဲ့ရောက်ပြီဆို bro ကအကောင်းဆုံးဆော့လေထားပါချီတော့လက်ချော်လေကြံခဲ့ပြီအမှပဲ ဆန္ဒဖြစ်တယ်ဘာလို့ကျွန်တော် cruise မှာတွေ့မှလည်းကုန်ရှင်း တင်ကုန်ရှင်းပြီးဆော့ ပြေ play off ရရင် play ရအိတ်တဲ့ဟန် ကန်ကောင်းမဟုတ်ကန်ဆိုးပြီးတပွဲရှုံးသွားခဲ့တယ်ရှင်အဲ့မှာအဲ့ဒီ top 4 top 8ဆိုတဲ့ top 6ဆိုတဲ့ psychology က kick in သွားတယ်အဲ့ဒါဆိုရင်ကိုဘာလုပ်မလဲဆိုတာမိသွားတတ်တယ်ကွာ yes ဖြစ်တယ်ဟုတ်တယ်အဲ့လို review ကလည်းတက်ကောင်းဖြစ်နေတယ်ကျွန်တော်ဟုတ်တယ်ကျွန်တော်လည်းအဲ့ဒါကြီးကိုမကြော်ပြနိုင်ဘူးဖြစ်တယ်ပေါ့နော်ဟိုပြောတာအဲ့ဒါတော့အေးပြောတော့ကျွန်တော်ဒီအိမ် mental ရတော့ဟုတ်တယ်လို့ဖြစ်တာများပါလူကအဲ့ဒါကြီးစိတ်ထဲရောက်သွားတယ်။ဟာ Game 7 Grand Final ဆုံးတယ်မျိုး။ငါ Game 7ကိုအမြဲရှုံးနေရကွာဆိုအဲ့စိတ်ထဲဝင်လာပြီးကျတဲ့တရားဟိုအဲ့နောက်ဆုံး MS တာကို Game 7 မြောက်သွားတော့တော်သေးတယ်။ Game 7မှာပြီးတော့ Game 7ရောက်8နိုင်မှာလား ဟုတ်တယ်အဲ့တော့ Game 7ရောက်8 2ဝင်လာတော့ဟာရောလုံးနေပြီ ဘယ်ကနိုင်တိုင်းတိတ်တောင်မှရတော့မယ်ဆိုပြီးတော့ ဟုတ်တယ်အဲ့လိုလေအဲ့လိုဖြစ်တာများအောင်လေလူကအဲ့လိုနည်းနည်းတော့အဲ့လိုတွေးရရှိရ အဲ့တော့ရှိတာ ပတ်စံ3တင်းတဲ့ဟိုင်းနေမျိုးပေါ့အစားတော့တော့ဘယ်တော့မှမနှမျိုးအဲ့ဆိုကျွန်တော်စားတော့တက်နေတယ်တော့ပြီးတော့အရင်ပိန်ဟုတ် အားတယ်စားနေတာတော့မကြည့်ကြဘူး စိုင်းပြည့်အေးဝ သားဆိုရင် အာ ဝါလာတယ်ဆိုအဲ့လို ဟုတ် တက်ချာ ကန်လည်းပါတယ်ဗျာနော် ဟုတ်တော့ အများများဆဆဗရိတ်တို့ညာတို့မအိတ်မနေအောင်ဝကြိုးစားနေရဆိုပေမဲ့လည်းဒီ player လိုက် ဒါပေမဲ့အဲ့မှာ ဖြစ်လာခြင်းမှာဖြစ်လာတာ ဟုတ်တယ် ဟိုဟာနော်တို့နောက်ပြီးဒီ tournament တွေမှာ တဲ့ရသူလည်းအစားတော့ကြိုက် ဖူပြီးရခြင်းမှာရတာပေါ့နော်အောင်ဝကြိုးစားနေနေမေးညမေးကြိုးစားနေရခြင်းမှာရတာ ကျွန်တော်ပြော ဒါပေမဲ့ ISO ကတော့ ISO ISO ဒီ OPG ကတော့ဒါ မင်းထွက်သွားတယ် ပေါ့ပါလေးပဲထိုးပြီးယူခဲ့တာ စိတ်နဲ့သွားလို့ရတယ် ဘယ်ကောင်းမရလဲ မစိုးပါ ကိုစင်းနေလား ကန် အများကြီး မရ ဒီတော့ဘယ်မှာကြည့် ပြီးတော့မရတာ မရလားမတော် စောချင်နေချိန်မှာပဲ အချင်းကြီးနေဆိုတော့လည်းနားရိုက်တော့လို့အေးနားပြီးတော့မှလည်းကတ်မှာဆိုကျွန်တော်စရတယ်။မှကျွန်တော် screen တော့နေတယ်လေ။ကျွန်တော်အဲ့ဒီမှာတေသွားတယ်ကျွန်တော်ဘာလို့အေးဆိုအဲ့ဒီမှာတေသွားဟိုအဲ့လိုပြောရကျွန်တော် လူပြောရလဲ ဟိုပြောရတော့လိုပါဟိုဟာပေါ့အေးကတ်မှာရှိရလို့နည်းစလို့တော့ပေါ့ အေးရဲ့အေးဘာကိုလည်းဒီတိုင်းတော့ကိုကျန်းခဲ့ဆိုမဲ့အေးကျန်းခဲ့အဲ့ဒီ error မတူဘူးလေအနီးမဲလာပြောအေးဆို hero တွေက move ရ investment ဖြစ်တော့ဟာလာပါမယ်ကွာဆိုဟာလာနေဟက်ကရှိဒါတော့အဲ့လိုတိတ်မစောဖြစ် ပြော အဲ့ပေါ့ အဲ့ဒီ hero တွေနောက်ပိုင်းချင်းချင်းဖြစ်သွားရင်မဲလာချင်းချင်းဖြစ်သွားတယ်အဲ့ရလဲ game ပေါ်မှာဖတ်ကြည့်ကြလာတယ်ဒီကြောင်းနေကောင်းသွားတာဒီကြောင်းပြီးတော့ hero တွေကအဲ့လိုဆိုတော့ hero တွေကမစောဖြစ်တော့ train ရမှာလဲကျွန်တော်ကတော်တော်ပြင်းပြင်းတာအဓိကပြင်းသွားတာအဲ့ဒီပြင်းတာအခုထိလည်းပြင်းတော့မယ်နောက်ကြောင်မရတော့ပြင်းတော့じゃတဘာနဲ့ဟတ်ရှင်နဲ့ထိန်းထားပြီးတော့ဆော်ရပြီးတော့ကိုတင်မိတ်လေးကလည်းဖန်တီးပေးရလေ ကျွန်တော်မြင်တာပြောကျွန်တော်မြင်တာတော့အဲ့လိုကိုတိတ်မိတ်တွေဖန်တီးနေတယ်တဲ့ Ace ကဖန်တီးခိုင်းနေတယ် Ace ကဖန်တီးခိုင်းနေတယ်ပဲတဲ့ခုကျွန်တော်ကြည့်ရအဲ့မြန်မာနိုင်ငံကအဲ့လို player တော်များတယ်မှာ goal တော်များတိတ်မဖန်တီးခိုင်းတဲ့ကြောက်ရတဲ့မှာ နားလေနား Ace ကကြောက်လို့ဖန်တီးခိုင်းနေတယ်တဲ့မှာသူများပြောတယ်တဲ့မှာငေါ့ထားလို့ဝေးထားလို့ပဲကိုရအဲ့ player ရအဲ့လိုမလုပ်တတ်ကြတော့မလုပ်တတ်ကြတော့မဟုတ်ဒါပေမဲ့တိတ်မမြင်ရတော့ဘူးအဲ့ဒါ ဟုတ်အဲ့တော့လေအဲ့ဒီနောက်ချက်ချက်တယ်ဘယ်လိုပြောမလဲအဲ့သဘောကျခေကကျတော့ဘယ်လိုလဲကိုတာဖို့အတွက်ကိုတန့်နေကိုကစတေးခိုင်းတယ်စတေးလို့တို့လို့ခံဝင်ခံဟိုင်းပြီးတော့စပယ်စားတာပဲဖြစ် something like that အဲ့လိုတော့သူကအဲ့နေရာမှာထွက်လာရင် enemy ကကိုကျွေးရဲ့အစာကိုဘိတ်လို့ဖြစ်သွားရင်ကိုကဒါမှမပေးလို့ရတယ်အဲ့လိုပုံစံဆော့
တော်လောက်ဖြစ်ဒါပေမဲ့ဒီနောက်ပိုင်းကတော့လူတိုင်းကစာတက်သွားပြီလေအဲ့တော့အဲ့ဒီ play sign တွေကမရတော့ ရပါပြီခုလေအိတ်ပလေးဆိုင်ပဲဘာမှမကွာခုလေ မရတော့ ရတယ် bro ကျွန်တော်ဂိမ်းဆိုလည်းကျွန်တော်အဲ့လိုပဲဆိုတော့အဲ့လိုပဲဆိုတော့ ပဲဝင်စားခိုင်းတော့ စားခိုင်းတယ်ကျွန်တော်လည်းစားခိုင်းတယ်အဲ့ခွန်းလို့ပါတော့စားခိုင်းတယ်ခွန်းလို့ဘွေးလို့စားခိုင်းတယ်မစားမင်းပြောဆိုဒါပေမဲ့ဘာလို့မစားရလဲမစားလို့ငါတေးရိုက်တွေ့တာ ဟိုမာတွေကတော့စပယ်စားပြီးရ အဲ့ဒါတော့နည်းနည်းလိုအပ်တယ်ထင်တယ်ဘာလို့ကိုကောစောတယ်ရောသိရကောစောနေတော့ကျွန်တော်လည်းအရင်တော့အိတ်စိတ်မရှိဘူးပေါ့ဘာလို့လဲရိုင်းတကူမဆက်တယ်ဘူးသိမှာသူများကသတိမလောက်ခိုင်းသေးဘူးဒါပေမဲ့အဲ့တော့ဂိမ်းကစော့ကများတော့နည်းနားလေတာဒီမှာဟာရောမရတော့ဘူးငါဒီကုန်းလေးသတိခိုင်းမရတော့လေ ကန်တာတကူသူဥစ္စာဖြစ်တယ်မှာ offline ဆိုသူတာဝန်တန်းဆိုသူတာဝန်ဘောဆိုလဲကွာအဲ့လိုသူစပယ်ဝင်စားရင်ကိုတမ်းမဲ့မပေးနိုင်ဒါကိုယ့်ရဲ့မှာဖြစ်သွားတယ် ဟုတ်တယ်မှန်တယ် bro ကိုကဝင်ပေးပြီဆိုလဲနောက်ခေါ်တကူ match man ရုံးမရအောင်ဒါသူတာဝန်ဖြစ်သွားတယ်စပယ်ဝင်စားအဲ့လိုကတော့ဆော့အောင်ပါပဲတင်းဝေါ်ပေါ့ဒါ ဟာ အဲ့ဒါလည်းတော်တော်အရေးကြီးရယ်ပေးဆက်ခြင်းနဲ့စိတ်ငုံငယ်တွေမှာပဲရှိရတာ ကျွန်တော်အိမ်တော့လည်းသတိထားရတယ်ပါဘာလို့ဆိုကျွန်တော်အဲ့တော့ကျွန်တော်မြန်မာ NBA ကြည့်ရပါသေးတယ်မြန်မာ NBA ကြည့်ရင်ကျွန်တော်ဘာကြည့်ရဆိုအဲ့ BGU ကြည့်တိုင်းဘာလုပ်နေဆိုအိုက်ဆိုင်ကိုကြည့်လိုက်ဘာလို့လဲသူ record ထိုင်ပြပတ်ပြေးတယ်ဟို Ace က type အဲ့ပါ Ace ကတမျိုးထိုင်ပဲလေငါ Ace လောက်ခိုင်းတာလား I record ပြပြီးတော့ငါတဝဲလုံးပဲ ကောပြပေးတော့မှအဲ့လုံးပြကြတော့အဲ့လုံးမိတော့အဲ့ဝင်တေးလိုက်တော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 ့ ဘောကြတယ်နော် သူပြောလာဝေးသေးလိုက်တော့လို့ပြောလာ ဝင်သေးတော့ကောဝင်လုံးလိုက် ဟုတ်လို့ ဝင်လာတဲ့ကောင်တော့စပယ်တုံးပါပဲအရင်တော့ကတော့ ဟုတ်တယ် ဟီးရိုမြင်တုံးလာပဲဟုတ်တယ်ဒီက main hero မသိဘူးကွာ အာ အဲ့တော့ဝင်သေးရတော့အဲ့ဝင်ကျုံလိုက်တော့ဒါမှမဟုတ် maybe ဝင်လုံးလိုက်တော့ဆို maybe ဝင်လုံးပြီဆိုလဲ enemy ကရောင်နေအကြရင်ကိုကဒါပေမဲ့ပေးဖို့ free hit အများကြီးရှိသွားပြီကွာ free hit လေရောဒီစီပဲပတ်တယ်တုံးတက်ပြီးတော့ကိုအောင် easy လုပ်ပြရအောင် အဲ့ဒါကျွန်တော်အမြဲတမ်းရမယ် BG ရဲ့အဲ့တခုတော့သဘောကျတယ် ဒီအခုဒီဘက်မတာဝင်တဲ့ဘာညာနဲ့နောက်ပြီးတော့ဒီဟိုတော့မှသူတို့ရဲ့ knowledge တွေများလာတာတွေပေါ့နော်သူစာတက်သွားချို့လုံမာတွေကမှန်တယ်ဒါအမို့သူတို့ဟို ice တို့ဖြစ်တော့ကတော့ဒါကတော့လုံမန်းဟိုမြင်သမျှတွေ့သမျှဟီးရိုသူကစပယ်ပေးတယ်ဗျတောင်းလို့ရအကုန်ပေးတယ်မချန်ဘူးလို့ပါလို့ရှိရဒီဘက်ကျတော့မရတော့အဲ့တခုတော့ရှိရဲစာတက်သွားတယ်ပေါ့နော်သူတို့မှသူတို့စပယ်ကမိတ်ဟိုအဲ့ဒီချန်လာတယ်ပေါ့နော်ဒီတိုင်းပဲလူလာနှောက်နေရဆိုတော့မှဒီတိုင်းမောင်းထုတ်တာမျိုးဒီတိုင်းတွေးလျှော့တာမျိုးနဲ့ရိုးရိုးစပယ်လေးနဲ့ one spare two spare ဘလောက်နဲ့ပဲသွားအဲ့ဒီတကယ်ဟိုတော့များဖလီကာဘာညာတော့မှမပေးဘူးလို့အဲ့လိုမျိုးပေါ့နော်ဆိုတော့ဒီဘက်ကတော့စာတက်သွားတယ်ဒါတော့ istro နဲ့ဒီဘက်နဲ့အတိုင်းမတူလိုက်ပါလေပါတယ်စာတက်သွားရတယ်ပါဆိုတော့အဲ့လိုတော့ရှိတယ်ဆိုတော့နော်အဲ့ဒါ မဲ့အေးပြောလို့ပဲအခုမှတ်တာကလည်းအဲ့လောက်ကြီးအဲ့လိုတူတူပဲအခုမှတ်တာတူတူပဲသူဂျန်ဂလာကောဆောင်းနေဆိုအဲ့လိုပဲလို့အေးတော့စတေးခိုင်းအဲ့လို ဝင်တေးခိုင်းရမှာပဲ ဒီတန့်လို့မှာ ဟိုမနေဝင်ရှောက်လို့ရတယ် ရအောင်နော်ဟိုဘက်စပယ်တောင်းမယ်စပယ်ဟိုတမ်းမဲ့စားမယ်နော် အဲ့မှာဒီကအဲ့မြန်မာအပြေချင်းအဲ့ဆောက်ကြီးကရီကိုပြပတ်ပြေးတယ်လို့ပြုံးပတ်ပြေးတယ်အဲ့မဲ့အောက်ကြီးနဲ့တွေ့ရဗျာဒီမှာရိုးပလန်ကိုတော့တွေ့ရတယ်ပညာသားပါရမှာ အဲ့တော့ အေးဒီတရုတ်ကြီးကလည်းသူနော်သူဆော့လို့ရှင်ဗျာအခုနောက်ပိုင်းဆိုဒါတရုတ်ကြီးတို့ဒါ အဲ့လိုပဲ စပတ်ပေးပါညာရှိတယ်ပတ်ပေးပါညာရှိတယ်အမှဆော့ကြည့်လိုက် ညမှာဘီဂျီကလန့်သွားတယ်ဘီဂျီက spring ဆိုဘူးလေဘီဂျီကလို့ training လုပ်မယ်ဟေးဘာလုပ်ပေးတာပြန်မလားစပယ်တောင်းတော့ဘာမို့ဟိုဘက်က enemy က spare မရှိတော့ပါညာပေါ့နော်အဲ့လိုမျိုးအချိန်ကြရင်တရုတ်ကြီးတော့ဝင်ကောက်နိုင်တယ်ဝင်ကောက်ရဲတယ်သူတို့ကဘာဖြစ်လို့ဆိုတော့သူတို့က information ကရပြီဖုန်းတွေကတောက်လျှောက်ပို့တယ်တော့ဘရာဇာတို့ပြောချင်တာကဒီကကို squad နဲ့ train နေဆိုရင် info ဇက်ပွင့်ဆော့ကိုပြန်နော်အဲ့လိုမျိုးဆော့ပြောမှာ information ကိုတောက်လျှောက်ကြည့်ကြဖို့ဘာဖြစ်ကိုဒီကိုဆော့နေတဲ့လူတွေပါတယ်ဘာဖြစ်ရှောက်ကောခေါ်တဲ့လူတွေကလည်းဒီဘာပြင်းဘာလုပ်မယ်ဘာပြင်းဘာလုပ်မယ်အဲ့ပဲတော့ဒါမျိုးလေးဆော့သွားရင်တော့ပို့ပြီးကောင်းတယ် squad နဲ့တေချာ train ပြီးတော့ဆော့မယ်ဆိုတော့ဘရာဇာတို့လည်း pro player ဖြစ်လာနိုင်တယ်ဒီ tournament တွေမှာဝင်အောင်ထင်တာနော် item မှာစက်ကြည့်မယ်ကျွန်တော် ဒီပိုင်းသိမလို့ဘူးလေ regular season ဆို play ရမှာတကယ်မျိုးလုံးမပြူอ่ะ အဲ့ကြောင့်အဲ့ဆိုရင်အများနဲ့ expectation ထားအောင်လေ
ဘာလဲဆိုကိုရီးယားဖူးဖို့တဲ့ချက်အဲ့မသိဘယ်လောက်ထိကျန်းလဲဆိုတာတကယ်မသိအခုတည်းရင်လည်းတီးလို့မရတော့အဲ့အချိန်ကမရှိတော့ဘာလဲဆိုအများနဲ့စီစီလလုံးနဲ့ဒါကြီးကို regular season ကစပြီးတော့ဒီ M series ဒါမှ MSC ထိပေါ့နော်တောက်လျှောက် train သွားပြီးလှော့သွားတဲ့ဥစ္စာဆိုတာအဲ့လိုမှမရှိခဲ့တက်မှမရှိခဲ့ MBS စတယ်ဝီဆော့ရယ် training မရှိဘူးဝီမှာထားပါတော့တောက်လျှောက်နိုင်တယ်တပွဲတော့ရှုံးပါပဲကျန်ဆုံးတင်ရတော့ဒုတိယတင်ရရှိရဆိုသူတို့ရှုံးသွားမှာမှဆိုရင်ငါတို့လောက်ရတော့မယ်အကုန်လုံးငါတို့လောက်ရမယ်ငါတို့ရှုံးလို့မရတော့โอเคအဲ့ဆိုရင်ဝီပြီးသွားရင်14ရက်ရက်20နာမယ်အားကြရင် lockdown ကုန်မိမနက်9နာရီကန်ရောက်အကုန်9ရောက်တောက်လျှောက် train နဲ့လည်းအဆင်ပြေလားလို့တော့တိတ်တော့မပြေဘူးအဲ့ဒီရောတော်တော်တော့ကြာတယ် နီးကနေ စင်ပြေလားဆိုမပြေ ပြောလို့ပဲနီလန်တစ်ခုကအောင်တော့ပွင့်မှာ game run ဆော့ရင်လည်းဒီ flow ကလှုပ်ဖြစ်နိုင်တယ်ကွာ enemy ကဘယ်လိုမှ expert မယ်မထင်ဘူးအဲ့တော့အဲ့ဒီ flow နဲ့တော့ပွဲဥထွက်မှာ second တင်စားတွေ့မှာဝါဘာဘရကမှာဆိုတော့တို့အဲ့ဒီ flow နဲ့ man တယ်စချိုးနိုင်သွားပြီအဲ့လို man တယ်ကြိုးသွားပြီဟာဒီကောင်လေးနေတာပါလေတွေ့တယ်မတွေ့ run မှလည်းမရှိဘူးဒါပေမဲ့ရှုံးသွားဆိုတော့ game 1ရှုံးသွားပြီဆိုတော့ဘုံတော့ဒီမှာဟာဒီကောင်ဒီလိုထပ်ဆော့ရင်ဘယ်လိုလုပ်မှာဆိုတော့နောက်ပွဲကျတို့အဲ့လိုတွေးရခြင်းကိုရီးယားပုံမှန်ဆော့နေရတဲ့အချိန်ပြန်ဆော့လိုက်အဲ့လိုတော့ twist တွေနော် twist တွေဒါ ဟိုက defend နဲ့ပုံမှန်ဆော့တာနဲ့ twist တွေသုံးမျိုးတို့ကလောက်တာပြန်တော့ဟို အဲ့ဆိုတော့မှ ရိုင်းထွေးပြီးတော့သိရမှာသူများတို့နေမိတ်ညမိတ်ဆောင်းအားကျူလာရော2လ3လကန့်ဝင် ဆိုရင်မန်တရားမရှိ အဲ့လိုမျိုးမဟုတ်ဘူးသူတို့က twist လေးတွေတော့ မျိုးပါပဲ ပညာသားပါပါ training ရှိအဲ့တော့ champion ရပါတယ် ပေါ့ပေါ့ပါပဲ MCU ဒါမှ MSC တော့ရမယ်ပျောက်သွားပြီကောင်းတော့မရှိတော့ ဒါပေမဲ့ကျွန်တော်ကြားတော့အဲ့ M2 မှာအေးတို့ပါတော့ lockdown ဖြစ်နေချိန်မှာတော်လေးထွက်ရတယ်ဆိုတော့ အဲ့ဒါကြောင့်မလဲအဲ့တော့က train အဲ့ဒါကလည်းတခုကန်ကောင်းသွားဘူး COVID lockdown COVID lockdown ဆိုကိုလာခန်းထဲမှာပဲနေရခန်းထဲမှာမ game မဆော့ရလေကွယ်ထုတ်ယုံမဲရှိတော့ကောင်းတော့အဲ့လည်းရန်ဖြစ်တာပဲကွာအမေလည်းအဲ့လိုနည်းနည်းဆော့ဖြစ်သွားတဲ့အချိန်မှာကြောင်းဒီ M2 မှာတော့လို့မထင်မှတ်ပဲနဲ့ဖြစ်သွားရဖြစ်တော့ဒါကြောင့်တီချာလေး focus ပြီးတော့လို့9ရောက်ရဲ့ခုတန်းရှင်ပြည့်ဖြစ်သွားတဲ့အချိန်ကမသိတော့ဘယ်လောက်ရောက်နိုင်လဲ စားပါ ဟိုခဏစားလိုက်အောင်ကျွန်တော်စကားကြီးပဲပြောနေ စားပါဟုတ်ပါတော့ မူဒီယာမကြိုက်လို့ပစုံတက်ပို့ဒါလည်းမဆိုးဘူးစိတ်နဲ့ ကြောက်လာစားအရင်ရတာ အာဟို ဒီ state ထားမှကျင်းနေလား ကန်တင်ထားတာpass 1လို့ပြောတယ် pass 2ရှိသေးတယ်ပြောတယ်သူဘယ်နေ့ပြန်တင်မလဲတော့မသိဘူးဒါကျွန်တော်ကအဓိကတော့ဒီ ace ရဲ့သူ့ pro player လိုက်ဘလို့အာလောက်ခဲ့တယ်ဘလို့တွင်းရဲ့ဆိုစိတ်ဝင်စားလို့ဒါတော့လည်းညဝေကြည့်တာပြီးတော့သူတို့ပြောရဲဒါ pro player လိုက်တကယ် train နေရလို့ကပညာရအများကြီးရစရာရှိတယ်ဟုတ်နားလည်မိတယ်နော်ဒါကြောင့်ဘာသာတို့နဲ့ကြည့်တယ်ဘာသာတို့လည်းဘာလို့ထဲမှာလဲဒါ pro player လိုက်ကို train နေရလို့ရှိရဆိုလို့ရှိရင်သူတို့ဒီသူတို့ပြောရဲ spy ထဲကနေပြီးတော့ကိုစီမှာလိုအပ်ချက်တွေရှိရဆိုရင်လည်းပိမို့နော်ပြင်မို့ဟိုတကယ်လို့သူ train ရမှမသိဘူးဆိုလို့ရှိရင်ဒါသူတို့ပြောသလိုပဲဟိုပိန်သွားပေါ့နော်သူတို့ပညာယူမယ်ဆိုတော့ယူကြရအများကြီးရှိပါတယ်ဒါတို့သဘောပါနော်ဒါပတ်ဝမ်းမှာတော့ဒါသူတို့ဒါစားမယ်ပေါ့ ဖိုင်နယ်ရ ဟောစီကျွန်တော်ဝင်းမှာထားသွားဘူး သူကပဲချိန်တင်မလဲမသိဘူးတကယ်လို့ဒါမျိုး mobile legend ပတ်သက်တဲ့ဒီသတင်းတွေ info တွေနော်ပညာရစရာတွေဆိုရင်တော့အများလောက်လျှောက်တော့ဒီအကောက်ကနေပြီးတော့တင်ပေးသွားပါမယ် TikTok ကနေပြည်နေတဲ့လူတွေကလည်းကျွန်တော်ရဲ့ TikTok ကို follow ပြီးတော့ live လေးသေးလေးပြီးခဲ့ပါနော်ပြီးတော့ YouTube မှာကြည့်နေတဲ့လူတွေကလည်း subscribe လုပ်ပြီးတော့နော်ဓမ္မလေးပြီးခဲ့ပြီပါကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ free ပဲဖြစ်ပါတယ်အေး bye bye